ဒီကောင်ကစိတ်တရားရွာရဲ့အိမ်ပြိုတဲ့နေရာရဲ့အစပါဒါဒီလိုမျိုးကိုကျွံဝင်သွားတာပေါ့နော်ဒါကကျွန်တော်ရောက်နေတဲ့နေရာပါဒါဒီလိုမျိုးကိုကျွံဝင်သွားတာပါဒါပထမဆုံးစဖြစ်တဲ့အိမ်ကနေကျွန်တော်တို့ကိုသွားကြည့်နေပါတယ်တော်ကိုစိုးစိုးရွားပါပဲဗျဒါကလူပါသွားတဲ့အိမ်ပါတဲ့ဒီအိမ်မှာကလူကမိသားစုတွေက3ယောက်တောင်ပါတယ်တဲ့အိမ်ကဘယ်လိုမှန်းတော့မသိတော့ဘူးဗျာပြက်စီးထားတဲ့ဟာတွေကညီကြီးရတယ်လို့ကိုကွဲသွားတာခဏလေးနော်ကျွန်တော်တစ်ချက်ဒါကလူပါသွားတဲ့အိမ်နဲ့ဒီမှာပါဒီလိုမျိုးပြက်စီးသွားတာပါရှင်